ဒီကတော့အသေးစီဖုံးတာနဲ့ပတ်သက်ပြီးဆွေးနွေးပေးသွားပါမယ်ဒေါက်တာရှန်နီယာပါအထွေထွေယောဂကိုဆရာဝန်တယောက်ပါအဲ့တော့အများစုသိထားတာကဒီအသက်အစီဖုံးတာဟာဆိုလို့ရှိရင်အရက်တောက်တဲ့လူတွေမှာပဲဖြစ်တတ်တယ်လို့သိထားကြတာပေါ့နော်အဲ့တော့အရက်မတောက်တဲ့သူတွေမှာလည်းအသက်အစီဖုံးတာဟာဖြစ်စေနိုင်ပါတယ်အဲ့တော့အသက်အစီဖုံးတာဟာဘာအကြောင်းဖြစ်တာလဲအသက်အစီဖုံးတာကိုဘယ်လိုကာကွယ်လို့ရလဲဆိုတာလေးကိုဒီနေ့ဗီဒီယိုလေးမှာပြပြပေးသွားပါမယ်အဲ့တော့အသက်အစီဖုံးတယ်ဆိုတာဟာဆိုလို့ရှိရင်တော့အသက်ထဲမှာအစီတွေစုပုံနေရပဲဖြစ်ပါတယ် fatty liver လို့ခေါ်ပါတယ်အဲ့တော့ fatty liver ဟာဆိုလို့ရှိရင်အရက်တောက်တဲ့လူမှာလည်းဖြစ်နိုင်ပြီးတော့အရက်မတောက်တဲ့လူမှာလည်းဖြစ်နိုင်ပါတယ်အဲ့တော့အရက်မတောက်တဲ့သူတွေမှာဆိုလို့ရှိရင်ဘလို့အကြောင်းရင်းတွေအကြောင်းဖြစ်နိုင်လဲဆိုလို့ရှိရင်တော့အဓိကအရန်ဝါတဲ့သူတွေအဝလွန်တဲ့သူတွေမှာဖြစ်နိုင်တယ်နောက်ပြီးတော့စီးချိုယောဂအခန်းရှိတဲ့သူတွေမှာဖြစ်နိုင်တယ်နောက်ပြီးတော့သွေးထဲမှာအဆီတက်တဲ့အရန်များနေတဲ့အခါမှာဆိုလို့ရှိရင်တော့အသေးမှလည်းအစီတွေသွားစုပုံပြီးတော့မှအသေးအစီဖုံးတာကိုဖြစ်စေနိုင်ပါတယ်အသက်အစီဖုံးတာဟာဆိုလို့ရှိရင်အများစုမှာဗလက္ခဏာမှာတော့မပြတတ်ဘူးပေါ့နော်လူအနေချင်းမှာပဲလက္ခဏာလေးပြတတ်ပါတယ်အဲ့တော့ဘလို့လက္ခဏာတွေနဲ့လာတက်လဲဆိုလို့ရှိရင်တော့ပင်မနွယ်နေမယ်နောက်ပြီးလို့ရှိရင်ညာဘက်1 byte နားမှာဆိုလို့ရှိရင်တော့မအီမတာဖြစ်တယ်လို့ခံစားရမယ်နောက်ပြီးတဲ့အခါမှာ medical check up လုပ်လိုက်တဲ့အခါမျိုးတွေမှာဆိုရင်တော့အသက် enzyme တွေတက်နေတာမျိုးတွေတွေ့ရတတ်ပါတယ်အသက်စီဖုံးတာကြာလာတာနဲ့အမျှအသက်ကိုမကုပဲထားမယ်ဆိုလို့ရှိရင်အသက်ရောင်လာမယ်အသက်ရောင်တာကနေမှအသက်မှာအမာရုပ်ဖြစ်မယ်အသက်မှာအမာရုပ်ဖြစ်ပြီးတော့နောက်ဆုံးအဆင့်အနေနဲ့အသက်6ပြီးတော့အသက်ကင်ဆာအဆင့်ထိကိုပြောင်းလဲနိုင်ပါတယ်အဲ့တော့အဲ့အတွက်ကြောင့်မလို့အသက်စီဖုံးတယ်ဆိုလို့ရှိရင်လက်ကာကွယ်ကုသဖို့လိုအပ်ပါတယ်နောက်ဆက်တွဲအသက်ရောင်နဲ့အသက်6တာတွေမဖြစ်အောင်ပေါ့နော်အစီမဖုံးအောင်အသက်အစီဖုံးတာကနေမှနောက်ဆက်တွဲအသက်ရောင်နဲ့အသက်6တဲဆိုတဲ့အဆင့်ထိကိုမရောက်သွားအောင်ဘယ်လိုကာကွယ်လို့ရလဲဆိုလို့ရှိရင်တော့ဒီအစီအစိမ်းကိုလျှော့စားပေးရမယ်အဓိကတော့အသီးရွက်တွေ protein ပါတာတွေကိုများများစားပေးရမယ်။နောက်ပြီးတဲ့အခါမှာဆိုရင်ပုံမှန်ကိုယ်လက်လှုပ်ရှားမှုကိုပြုလုပ်ပေးရမှာပဲဖြစ်တယ်။အဲ့တော့စီးချိုယောဂအခန်းရှိတဲ့သူတွေမှာဆိုရင်တော့စီးချိုကိုတေချာလေး control လုပ်ဖို့လိုတယ်။နောက်ပြီးတော့သွေးတွင်း cholesterol level ကိုလည်းတေချာလေး control လုပ်ထားဖို့ထိန်းချုပ်ထားဖို့လိုတာပဲဖြစ်ပါတယ်။